Hello မမိုဖြစ်ပါတယ်တခါတလေကြာရင်လေလူတွေကကိုယ့်ကိုယ်လမ်းပြောက်သွားပြီးထင်ပြီးဘာဆက်လို့ရမယ်မသိဖြစ်သွားတဲ့ကြတယ်တကယ်တော့လေအဲ့ဒါကလမ်းပြောက်သွားတာမဟုတ်ဘူးဘယ်လမ်းကိုရွေးလို့ရွေးရမယ်မသိပဲလမ်းစုံမှာရက်နေကြတာပါဘဝဆိုတာတခါတည်းဖြည့်ရှင်းလို့ပြီးသွားနိုင်တဲ့စာမေးပွဲမှမဟုတ်တာနေ့ရက်တိုင်းကိုမတူညီတဲ့ပြဿနာတစ်ခုချင်းစီနဲ့ရင်ဆိုင်ရတတ်တာတဘာဝပဲလေတခါတလေမှာဘာလို့ရမလဲမသိတော့တဲ့အချိန်တွေရှိတယ်စိတ်ထဲမှာလည်းဘာလို့ပါကန်ရမယ်မှန်းလည်းမသိတော့ဘူးလမ်းကြောင်းတွေလည်းမမြင်ရတော့ဘူးဒါပေမဲ့အဲ့ဒီအချိန်တွေကကြာရှုံမှုမဟုတ်ဘူးတကယ်တော့အဲ့ဒီအချိန်တွေဟာကိုယ့်ဘဝကိုပြန်လည်စဉ်းစားဖို့အခွင့်အရေးတစ်ခုပဲဖြစ်တယ်လူတိုင်းမှာလမ်းပြောက်တဲ့အချိန်တွေရှိတယ်အရေးကြီးတာကရက်နေတဲ့နေရာမှာပဲနေမှာလားဒါမှမဟုတ်တလှမ်းလောက်ရှိကိုလှမ်းကြည့်မလားဆိုတာပါပဲခြေလမ်းတေးလေးပဲဖြစ်ရွေးလိုက်တာကမရွေ့ပဲနေချင်းထက်ပိုပြီးတော့ကောင်းပါတယ်အမားလုံးမိတဲ့ကိစ္စမရှိဘူးအဲ့ဒါကသင်ခန်းစာတစ်ခုပါပဲပြီးတော့မသေးချာတဲ့နေ့ရက်တွေကိုလည်းတွေးပြီးတော့ကြောက်မနေပါနဲ့အဲ့ဒါတွေကပဲကိုယ့်ကိုတကယ်လိုချင်တဲ့လမ်းစီကိုခေါ်ဆောင်သွားပြီးမှဖြစ်ပါတယ်ဒါပေမဲ့တခုတော့တတိထားပါကိုကလမ်းပြောင်းနေတာမဟုတ်ဘူးကိုကကိုလမ်းကိုရှာနေတဲ့အစ်စ်မှာပဲရှိနေတော့ပဲဖြစ်တယ်ဆိုတာကိုပေါ့